မင်းတို့ပြောတယ်အချစ်ဆိုတဲ့အရာတစ်ခုဟာငါပြောတဲ့အချစ်ဆိုတဲ့အရာတစ်ခုနဲ့ရှိရင်ဟုတ်ပြနိုင်မှာပေါ့နော်ငါရဲ့နှလုံးသားအတိအုံတော့အတိနဲ့ချစ်ခဲ့တဲ့အချစ်ကဘဝတစ်ခုလုံးလုံးပုံပြည့်ရတဲ့အချစ်မျိုးပါမင်းတို့တည်တဲ့အချစ်မျိုးကတော့လိုင်းပေါ်မှာတွေ့လိုင်းပေါ်မှာချစ်လိုင်းပေါ်မှာပဲမဖွယ်မရာတွေပြပြီးချစ်တယ်ဆိုရင်ဖြူစင်မှုယူသားမှုတွေပါပါမလားငါမျိုးချစ်တဲ့ချစ်တရားဖြူစင်မှုယူသားမှုတန့်ရှင်းမှုနားလည်မှုတွေနဲ့ပေါင်းစပ်ပြီးမျိုးချစ်တဲ့ချစ်တွေပါဘဝရှိရည်တွေ့ပြီးမင်းအတွက်မျိုးလင့်ချက်များစွာနဲ့မင်းရှိရည်အတွက်မျိုးလင့်ချက်များစွာနဲ့ချစ်တယ်ဆိုတာသိသိချင်တာပါကျွန်တော်လက်တော့ပြောပါ